အားတော့အခုကျွန်တော် single ticket ဝယ်လိုက်တယ်ပေါ့နော်9 euro ပေးရတယ်ဒီကနေပြီးတော့ဝယ်ရတာပေါ့နော်ဝယ်ပြီးတော့ကျွန်တော်တို့အခု water bus စီပို့သွားနေတာပါဒါကတော့အခုကျွန်တော်တို့ water bus ပေါ်မှာပေါ့နော်တင်မောပေါ်မှာရောက်နေပါတယ်လူတွေတော့များတယ်အခုဒီ water bus နဲ့ပေါ့နော်ကျွန်တော်တို့ Venice ကနာမည်ကြီးတရားတစ်ခုဖြစ်တဲ့ Rialto Bridge လို့ခေါ်တယ်အဲ့ဒီနေရာကိုသွားနေတာပေါ့နော်ဒီ Venice က Venezia တော်တော်လေးကိုလှတဲ့မြို့ပါသူက Europe ကအလှဆုံးမြို့တွေကတစ်ခုလို့တော့တင်စားလို့ရတယ်ပေါ့နော်ပြီးတော့ဒီအခုကျွန်တော်တို့တွေ့နေတဲ့အိမ်လေးတွေကဒါရေပေါ်အိမ်လေးတွေပေါ့ရေအပေါ်မှာဘောလုံးပေါ်နေတာတော့မဟုတ်ဘူးတကယ်တော့ဒီအိမ်ရဲ့အောက်မှာပေါ့နော်တစ်သားလုံးလိုမျိုးဟာတွေ foundation အနေနဲ့တုံးပြီးတော့သူကအဲ့ဒီအပေါ်မှာအိမ်တွေကိုပြန်ပြီးစောက်ထားတာပေါ့နော်ဒီ Venezia ရဲ့နောက်ထူးခြားတဲ့အချက်ကတော့ဒီမှာကားတွေကိုမတုံးကြဘူးပေါ့နော်ဒီမှာကားတွေအစားသူတို့ကသင်္ဘောတွေနဲ့လမ်းပန်းဆက်သွယ်ရေးပြုလုပ်ကြတယ်ပေါ့နော်ဒီမှာတွေ့နေရတဲ့အတိုင်းပဲဒီမှာသင်္ဘောအသေးလေးတွေသင်္ဘောအကြီးတွေ water bus တို့ water taxi တို့ဆိုပြီးတုံးကြတယ်ပေါ့ဒါကတော့အခုကျွန်တော်တို့ရောက်လာတာတော့ Rialto Bridge ပေါ့နော်ဒါ Venice ကနာမည်ကြီး bridge တွေရတစ်ခုပေါ့ဒါကတော့ကျွန်တော်အခု Rialto Bridge အပေါ်တက်နေတာပေါ့နော်ဒီပေါ်ကနေ view ကဘယ်လိုရှိလဲဆိုတော့ကြည့်လိုက်အောင်ဒါတော့ကျွန်တော်တို့တရားပေါ်မှာပါလူတွေကပြည့်ကျက်နေတာပဲလူတွေများလိုက်တာရှုခင်းလေးကတော်တော်လေးကိုလှပါတယ်တင်မောတွေအိမ်တွေရေလမ်းကြောင်းလေးနဲ့ပေါ့နော်ဒါကတော့ Rialto Bridge ပေါ်ကနေပြီးတော့ Venezia ရဲ့မြင်ကွင်းလေးပါ